အခုလိုမျိုးမိုးတွေအသက်ကုန်ရွာနေချိန်မှာကိုဖုန်းကရေဆိုခံမှုအရင်ရေးကြည့်တယ်ရေဆိုခံနေဆိုတာကိုကျွန်တော်တို့က IP rating လေးနဲ့သတ်မှတ်ကြတယ်ပေါ့နော်အဲ့မှာနံပါတ်2ခုပါတယ်အနောက်ကနံပါတ်ကရေဆိုခံတာကိုကိုစားပြုတယ်နံပါတ်ညားလေကောင်းလေလို့ကျွန်တော်အလွယ်သတ်မှတ်လိုက်လို့ရတယ်ဥပမာ IP5 follow ပါပြီဆိုတာနဲ့ splash resistant ဖြစ်ပြီရေဒီတိုင်းလာစင်တာတွေမိုးလာဆိုတာတွေလောက်ကပြဿနာမရှိဘူးတကယ်ကိုရေကူးကန်ယူသွားတော့ကိုရေစင်ခံကျင်နေဆိုရင်တော့ IP67 ဆိုတာလေးကနေစပြီးရွေးရမှာပေါ့နော်68 69ကိုက flagship level ဖုန်းကင်လာရဲဆိုရင်တော့ရေဆိုခံမှုကဘာမှစိတ်ပူစရာမလိုတော်တော်များများရေဆိုခံတယ် even အောက်ကြီးတော့ခံလာပြီ Samsung ကတော့လက်ရှိ official ဝင်တဲ့ထဲမှာရေဆိုခံတဲ့ဖုန်းတွေအများဆုံးထုတ်တဲ့ company ပဲ Oppo မှာ Reno 13 30F ရှိမယ် Vivo မှာလည်း Vivo V50 50 Lite ရှိမယ် Xiaomi ရဲ့ Poco X7 Pro တို့ Redmi Note 14 Pro 5G Pro Flex PI နဲ့မှာဆိုရင်တော့ KD ရှိမယ်ဒါကတော့ကျွန်တော်တို့10မိနစ်စာဗီဒီယိုလေးဖြစ်တဲ့အတွက်ကြောင့်မလို့မြင်မြန်လေးပြောတာပေါ့နော်ကိုဖုန်းကလည်းရေဆိုခံတဲ့ဒီ list ထဲမှာမပါဘူးဆိုရင်အောက်က comment လေးမှာတစ်ချက်လောက်ပြောခဲ့လို့ရတယ်မေးခဲ့လို့ရတယ် disclaimer အနေနဲ့ပြောချင်တာကတော့ရေဆိုခံတဲ့ဖုန်းဘယ်ဖုန်းမှအာမခံမပေးပါဘူးကျွန်တော်ဖြစ်ပါတယ်အားလုံးပဲ host